အဲ့တော့ဒီဘက်မှာလည်းပြည်သက်တွေကတန်ကြားပြည်တနာရှင်မြမကြီးပြီးဟာအစားအစာများပြည့်ရဲ့ကင်းရှင်းစေဖို့ထုတ်ကုန်ရည်သွေးကောင်းမွန်စေဖို့ပေါင်းတဲ့ထိခိုက်မှုရောနှင်းစေတို့ရုံနဲ့များရပြီးတော့အောင်မျိုးကိုစာရပါတယ်ပါဆရာအခုဒီဆက်မှာဆိုလို့ရှိရင်ပါတင်းနေဆက်မှာပါကျွန်တော်အဓိကတော့ဆက်စပ်ပါလို့လူများလို့ရှိတယ်။လူများလို့ရှိတယ်ဆိုတာမှာဘုရားလည်းရှားတယ်နော်။တချို့ရစနားတွေကပဲခြားတယ်။စနားတွေကပဲခြားတယ်။ဆက်လက်ပြီးတော့ခြားကြတယ်။ဒီနေ့နှစ်တိုင်းတော့မလုပ်တဲ့နေ့နောက်တစ်နေ့ဖက်ဖြစ်တယ်။အဲ့တော့ကိုလုံးနိုင်ကလားကျိုးရှိတော့ကိုအောက်မှာရှိပြီးတော့ဒီညောင်လိုက်ပုံစံတော့ပြင်ပါလေ။ဟုတ်ကဲ့ပါ။ကိုလည်းဒီကောင်နော်။ပြင်ပို့လာရှိပါအဲ့ဒါလည်းနည်းနည်းလေးပဲရှိတယ်ဟုတ်ကဲ့ပါဆရာဒီအိတ်က30ထဲမှာပြည့်ပြည့်နဲ့အများဆုံးစိုက်တယ်ဘယ်လိုတရားမျိုးအများဆုံးစိုက်လို့လဲကျွန်တော်အဓိကစိတ်တလုံးရဲ့သူပြင်ထည့်ထားတဲ့အနေနဲ့တော့လောက်ထားတဲ့ကျွန်တော်မြင်ပါတယ်ဟုတ်ကဲ့ပါဆရာရဲ့ဒီအပင်ကရလာတဲ့အပြီးကိုပေါ့နော်အနည်းပေးအောင်လို့ဆရာဘယ်လိုမျိုးတွေပြုစုပေးလဲကျွန်တော်တို့ဒီကအခုဒီစာကိုနေပါတော့ဒီကူကြီးရတယ်ဘုရားဒီနေတော့ဒီဟာအားလုံးတက်ကြတယ်ဟိုအဲ့ဒီဆက်လက်အဲ့မှာတိချိပြီးတော့ကျွန်တော်အိတ်ဆွတဲ့စားတဲ့ကျတော့အားပြောမယ်ဆိုရင်တော့ဘူးကဒီကပြောင်းလို့ရပါတယ်ဘူးသင်္ကန်းကန်းဟိုတက်နိုင်တာဘူးလုံးနိုင်တာဟိုတက်နိုင်ဟိုလုံးနိုင်တာအားနဲ့ခမင်းကဟုတ်ပြီပြဟာလားဟဲ့ဟုတ်ပါ
မကြွေးမလားဘာလို့ဝေဆုံးစီနေမမေးလိုက်新鲜的，